volume ဆိုတာတတ်မှတ်ကြတဲ့အချိန်တစ်ခုအတွင်းမှာပြောင်းလဲသွားတဲ့ access တစ်ခုရဲ့ share contract ဒါမှမဟုတ် unit စုစုပေါင်းဖြစ်ပါတယ် volume အခြေပြု trading ဆိုတာကလည်းဈေးကွက်ဘယ်ကိုသွားနိုင်တယ်လဲဆိုတာကိုခံမှန်းရန်အတွက်စောနာပြောပြတဲ့အချက်လက်တွေကိုအသုံးချပြီးတော့အယောင်းဝယ်လုပ်ခြင်းဖြစ်ပါတယ်ဒါကိုလောင်စာစီလို့ပဲတွေးကြည့်ပါရေနံပေါများတဲ့အချိန်မှာဈေးနှုန်းကဥတီချက်တစ်ခုကိုသွားပြီးတော့ရေနံစီမလုံလောက်တဲ့အချိန်မှာတော့ဈေးနှုန်းကဆန့်ကျင်ဘက်တစ်ခုကိုပြန်သွားပါတယ် traders တွေကတော့ဒါကို market polygraph text လို့လည်းခေါ်ကြပါတယ်အကြောင်းရင်းကတော့ market noise အစားဈေးနှုန်းရဲ့မှန်ကန်တဲ့သွားလာမှုကိုနားလည်စီလို့ဖြစ်ပါတယ်volume ကပုံမှန်ထက်ပိုပြီးတော့ကြီးတဲ့အချိန်မှာဈေးနှုန်းကဥတီချက်တစ်ခုကိုသွားတာပို့ပြီးတော့သေချာဖို့များပါတယ်ဒါကဘာလို့ဆိုလိုတယ်လဲဆိုရင်တော့ဒီဈေးနှုန်းအရွေးကိုဈေးကွက်အတွင်းက trader အများစုသဘောတူညီကြတယ်ဆိုတာကိုပြပါတယ်။ဒါက trend အတွက်လိုအပ်တဲ့လောင်စာစီဖြစ်ပါတယ်။လက်တွေ့မှာတော့ trend တကယ်ဟုတ်မဟုတ်နဲ့ရှောင်တဲ့နာကိုလည်းရှောင်နိုင်ဖို့ volume ကိုလည်းအသုံးပြုကြပါတယ်။ trend အတည်ပြုဖို့ဆိုရင်ဈေးနှုန်းမြင့်တက်လာတဲ့အချိန်မှာ volume ကလည်းလိုက်တက်ဖို့လိုပါတယ်။ဒီလိုအချိန်မှာ buyers တွေဝင်လာပြီးတော့ bullish အားကောင်းတာကိုပြပါတယ်။ဒါပေမဲ့ဈေးနှုန်းတက်လာပေမဲ့ volume ကလိုက်မလာဘူးဆိုရင်တော့ဒီ trend ကအားနည်းလာပြီးတော့ဈေးနှုန်းအချိန်မရွေးနောက်ပြန်လှည့်နိုင်တာကိုဆိုလိုပါတယ်။ပြီးတော့ breakout ကိုကြည့်ဖို့ volume ကိုလည်းသုံးကြပါတယ်။ volume လည်းတက်လာပြီးတော့ဈေးနှုန်းက key resistance level တစ်ခုကိုဖောက်ထွက်သွားပြီဆိုရင်ဒါဟာစစ်မှန်တဲ့ breakout ဖြစ်ဖို့များပါတယ်။တကယ်လို့ဈေးနှုန်းက breakout ဖြစ်ပေမဲ့လည်း volume ကလည်းနည်းလာတယ်ဆိုရင်ဒါကို fake out အဖြစ်သတ်မှတ်ကြပါတယ်။ volume ကိုပိုပြီးသေချာသွားအောင် trader တွေကတော့ OBV ဒါမှမဟုတ် VWAP တို့လို auto indicator တွေကိုသုံးကြပါတယ်။